လူတွေထက်တောင်မှပိုပြီးတိတက်လိမ္မာကြတဲ့မြောင်းတဲ့သမင်လေးတွေလူတွေဆိုတာတယောက်တည်းနေထိုင်လို့မရပါဘူးအဖော်အပေါင်းတွေနဲ့နေထိုင်ရတယ်လို့ပြောကြပါတယ်ဒါပေမဲ့လူတွေဆိုတာကအချင်းချင်းမသိမမြတ်အဖြစ်ဆုံးတရားဝါတွေပါပဲကိုယ့်ထက်သာသွားရင်မနာလို့ကြပါဘူးအချင်းချင်းတိုက်ခိုက်ကြဖို့ကိုပဲချောင်းနေကြပါတယ်ဒီလိုလူတွေကတော့တိရစ္ဆာန်တွေလောက်တောင်မှအသိဉာဏ်မရှိဘူးလို့ပဲပြောရမှာပါဒီလိုပြောလို့ဝိုင်းပြီးတော့ဆဲကျင်လဲဆဲကြပါဦးမယ်အပြင်လောကမှာတကယ်ရှိနေတဲ့တိရစ္ဆာန်တွေရဲ့ကိုင်းကျွန်းမိကျွန်းကိုင်းမိအဖြစ်အပျက်လေးတစ်ခုကိုကျွန်တော်ပြောပြပါမယ်ဆဲကျင်ရင်လဲဒါလေးပြီးအောင်တော့အရင်နားထောင်ကြည့်ကြပါဦးဂျပန်နိုင်ငံယာကုရှိမကျွန်းပေါ်မှာတိရစ္ဆာန်လေးတွေနေထိုင်ကြပါတယ်အဲ့ဒီအထက်မှာမြောက်ကလေးတွေနဲ့သမင်လေးတွေလည်းပါဝင်ကြပါတယ်မြောက်ကလေးတွေကမြေကြီးပေါ်လမ်းလျှောက်သွားတဲ့အခါဒီအတိုင်းသူတို့ဘာသာလျှောက်မသွားကြပါဘူးသမင်လေးတွေရဲ့ကြောပေါ်ကနေလိုက်စီးသွားကြပါတယ်သမင်တွေကလည်းသူတို့ကြောပေါ်ကနေမြောက်တွေလိုက်လာတာကိုလက်ခံပေးကြပါတယ်မြောက်ကလေးတွေကလည်းသူတို့အစာရရင်သမင်လေးတွေကိုခွဲပေးပြီးကျွေးမွေးတာနဲ့သမင်လေးတွေရဲ့အမွှေးတွေရှိလာတဲ့အချိန်မှာညှက်ပေးတာမျိုးတွေကိုပြုလုပ်ပေးကြပြီးသူတို့ကိုကြောပေါ်တင်ခေါ်သွားတဲ့အပေါ်ကျေးဇူးပြန်ဆက်ကြပါတယ်တိရစ္ဆာန်လေးတွေတောင်မှအဲ့ဒီလိုမျိုးတယောက်ကျေးဇူးကိုတယောက်သိတတ်ကြတာပါလူတွေကအဆိုပါတိရစ္ဆာန်လေးတွေလောက်တောင်မှအသိဉာဏ်မရှိဘဲမိုက်မဲကြတဲ့လူတွေအများကြီးပါ